ဘောလုံးဝါသနာချင်းညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဥရောပဘောလုံးလောကကိုလှုပ်ခတ်သွားစေမဲ့ထိပ်တန်းကလပ်တွေရဲ့အပြောင်းအရွှေ့သတင်းထူးတွေနဲ့အတူပရီးမီးယားလိရဲ့နောက်ဆုံးရအခြေအနေတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့22နှစ်ကြာမှပရီးမီးယားလိဘလားကိုပြန်လည်ကင်မြောက်ခွင့်ရခဲ့တဲ့အာဆင်နယ်အကြောင်းနဲ့ဆက်လိုက်ရအောင်ပါနိပြမီခဲအာဒီတာကလာမယ့်ရာသီဥရောပကိုထပ်မံစိုးမိုးဖို့အတွက်အသင်းလူစင်းကိုထိပ်တန်းကစားသမား4ယောက်နဲ့အကြီးအကျယ်အင်အားဖြည့်ဖို့ပြင်ဆင်နေပါတယ်သူတို့အသင်းရဲ့အဓိကပြစ်မှတ်ကတော့အက်တလက်တီကိုမတ်ထွေအသင်းရဲ့ကမ္ဘာဖလားရတိုက်စစ်မှုဂျူလီယန်အဲဗရက်ပဲဖြစ်ပါတယ်အာဆင်နယ်ကသူ့အတွက်ပေါင်104တန်းအထိအသုံးပြုဖို့ဒါမှမဟုတ်ကစားသမားချင်းအလဲထက်လုပ်ဖို့ပါစဉ်းစားနေတာပါဒါတည်းမကသေးပါဘူးဂါဘရီယယ်မာတီနယ်လီရဲ့နေရာမှာအစားထိုးဖို့ရာဖေလီယိုအန်တိုနီဂေါ်ရန်နိုကိုမျက်စိကျနေသလိုကွင်းလယ်အတွက်လည်းနျူကာဆယ်အသင်းရဲ့တိုနာလီနဲ့ခန်စစ်အတွက်လိုက်ဖ်စစ်အသင်းရဲ့လူကီဘာတို့ကိုလည်းခေါ်ယူဖို့သတင်းတွေထွက်နေပါတယ်ချန်ပီယံအာဆင်နယ်ရဲ့ဒီနှစ်နွေရာသီစစ်အင်အားဖြည့်တင်းမှုကတော့တကယ်ကိုကြောက်စရာကောင်းနေပါတယ်ဆက်လက်ပြီးမန်ချက်စတာယူနိုက်တက်အသင်းရဲ့သတင်းကိုကြည့်အောင်ပါUnited အသင်းကလာမယ့်ရာသီမှာ Premier League ဖလားကိုစိန်ခေါ်နိုင်ဖို့ကွင်းလယ်ပိုင်းကိုအကြီးအကျယ်ပြောင်းလဲတော့မှာဖြစ်ပါတယ်။ဝိုင်းရင်ကွင်းလယ်ကစားသမား Casemiro နဲ့ Ugarte တို့အသင်းကထွက်ခွာဖို့ရှိတာကြောင့် Ineos အဖွဲ့ကကွင်းလယ်လူသစ်3ယောက်အတွက်ပေါင်သန်း140ကနေ150အထိဘတ်ဂျက်ချပေးထားတယ်လို့သိရပါတယ်။သူတို့ရဲ့နံပါတ်1ပြစ်မှတ်ကတော့ Nottingham Forest အသင်းရဲ့ကျယ်ဝန်းကစားသမား Elliot Anderson ပဲဖြစ်ပါတယ်။အသက်23နှစ်အရွယ် Anderson ကမိပြ Michael Carrick ရဲ့စနစ်အောက်မှာ Bruno Fernandes နဲ့တွဲဖက်ရင်မန်ယူအသင်းချန်ပီယံဖြစ်စေမဲ့ကစားသမားလို့ပညာရှင်တွေကသုံးသပ်နေကြပါတယ်။ဒါအပြင် Brighton အသင်းရဲ့ကစားသမား Baliver, Watson အသင်းရဲ့ Matthias Fernandes နဲ့ Southampton အသင်းရဲ့ကစားသမား Sia Charles တို့ကိုလည်းအရာခေါ်ယူဖို့အပြင်းထန်ကြိုးစားနေပါတယ်။နောက်ဆုံးအနေနဲ့ Anfield ကအရှင်တွေကိုကြည့်ရအောင်ပါ။လီဗာပူးမှာတော့နီးပြ Arne Slot အပေါ်မှာပရိသတ်တွေမကပဲကစားသမားတွေကပါယုံကြည်မှုလျော့နည်းလာနေပါတယ်။အထူးသဖြင့်ကွင်းလယ်လူကာတစ်ဂျုံက Arne Slot နဲ့သဘောထားကွဲလွဲမှုဖြစ်ပြီးအင်တာမီလန်ကိုပြောင်းရွှေ့ဖို့အထိသတင်းတွေထွက်နေတာပါ။လီဗာပူးဘုတ်အဖွဲ့က Arne Slot ရဲ့နေရာမှာကလော့လိုမျိုး heavy metal ကစားကွက်မျိုးကစားတဲ့ဘုံမောက်နီးပြ Ira Ola ကိုအစားထိုးဖို့စဉ်းစားနေပါတယ်။တစ်ဖက်မှာလည်းအသင်းကထွက်ခွာတော့မဲ့မိုဟာမက်ဆာလက်ရဲ့နေရာကိုအစားထိုးဖို့ live စစ်အသင်းရဲ့တောင်ပန်ကစားသမားဒီယိုမန်ဒီကိုပြစ်မှတ်ထားခဲ့ပေမဲ့ပြောင်းရွှေ့ခြင်းယူရိုတန်း100တောင်းနေတာကြောင့်အခုအခါမှာတော့ပေါင်49.5 တန်းသာရှိတဲ့အန်တိုနီနူဆာနဲ့ဟော့ဖန်ရဲ့အသင်းရဲ့လူငယ်ကျယ်ပွင့်ဘာဇူမာတာတိုရီတို့ဘက်ကိုအာရုံပြောင်းပြီးစောင့်ကြည့်နေတယ်လို့သိရပါတယ်ဒါကတော့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ဘယ်လိုမြင်လဲကွန်မန့်မှာမှတ်ချက်ရေးခဲ့ကြပါဗျအားလုံးအထူးကျေးဇူးတင်ပါတယ်